မဲလာပါဗျာကျွန်တော်ရွှေချင်းတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒီ X နဲ့လိုမျိုးပေါ့နော် Forest ကို try လို့ရတယ်ဒီ app တစ်ခုပေါ့နော်ဒီ XM လို့ခေါ်ပါတယ်ဒီ app ကလေးပဲကျွန်တော်တို့ဒီ X နဲ့လိုမျိုးပဲပေါ့နော်ဒါ Forest ကို try လို့ရတယ်ပြီးရင် demo ကောက်တွေဖွင့်ပြီးတော့လေကိုယ့်ရဲ့ဒီ skill တွေကိုစမ်းကြည့်လို့ရတယ်ပေါ့နော်တကယ်တော့ဒီ X နဲ့ကိုမသုံးရှင်ဘူးဆိုရင်ဒီကောင်လေးဖွင့်ပြီးတော့ကျွန်တော်တို့ဒါသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီ XM ဆိုတဲ့ဒီ app ကိုကျွန်တော်ဘယ်လိုပုံစံမျိုးဒါ verify လုပ်ရလဲဆိုတာကိုဒါတစ်ဆင့်ရှင်းပြမယ်ပေါ့နော်ကျွန်တော်ဒီ XM ကိုဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုမျိုးနိုင်ငံရွေးခိုင်းနေပေါ့နော်အဲဆိုတော့ဒီမှာကိုနေထိုင်တဲ့နိုင်ငံကိုကျွန်တော်ရွေးလိုက်ပါပြီးတော့ကျွန်တော်ဒီဟာမှာလေးပဲဒါ continue နှိုက်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီနေရာရောက်ရင်ကိုဒီ XM ကိုပေါ့နော်တောင်းမဲ့ကိုရဲ့ Gmail ကိုကျွန်တော်ဒီမှာထည့်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီမှာ password ပေးရမယ်ပေါ့နော်ကျွန်တော်10လုံးကနေ15လုံးထိထားလို့ရတယ်ဒီပြီးရင်ဒါနံပါတ်တွေပါရမယ်ပေါ့နော်အကြီးအခရာတွေဒါအခရာတေးတွေအကြီးတွေလေးပါရမယ်ပြီးရင်ဟိုမှာကျွန်တော်ဒီ special character ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ထည့်ပေးလိုက်ပါပြီးရင်ကျွန်တော် register ကိုနှိုက်မယ်ပေါ့နော်ဒီလိုရောက်ရင်တော့ဒါကျွန်တော်တို့ရဲ့ Gmail ကိုပေါ့နော်ကျွန်တော်ဖွင့်ကြည့်ရပါမယ်ကျွန်တော် Gmail ထည့်ကိုခဏဝင်ရမယ်ပေါ့နော်ဒီလိုမျိုးတွေ့ရင်ကျွန်တော် verify email ဆိုတဲ့အားလေးကိုကျွန်တော်နှိုက်ပေးလိုက်ပါဒီလိုမျိုးဆိုတော့ကျွန်တော်ဒါ email ကဒါဘာတစ်ပင်ဖြစ်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာတစ်ခေါက်ထပ်ဝင်ခိုင်းနေပေါ့နော်ကျွန်တော်ခုနပေးထားတဲ့ password ကိုနှိုက်ပြီးတော့ကျွန်တော်ဝင်လိုက်ပါမယ်ကျွန်တော်ပြီးရင်တော့ဒါ verify လာအောင်ပါပေါ့နော်ကျွန်တော်ဒီ verify profile ဆိုတာအားလေးကိုကျွန်တော်နှိုက်လေးရပါတယ်ကျွန်တော်ဒီမှာလည်းအဆင့်3ဆင့်ရှိတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာတစ်ဆင့်ရှင်းစီတွားပြီးတော့ကျွန်တော်ဖြည့်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်နာမည်ထည့်ပါမယ်ဒီ first name နဲ့ last name ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာလည်းမွေးနေ့တက်ကြိတ်ပေါ့နော်မွေးနေ့တက်ကြိတ်တော့ကျွန်တော်အမှန်ထည့်ဖို့လိုပါတယ်ဘာဖြစ်လို့ဆိုတော့ passport ထည့်ရမွေးနေ့တက်ကြိတ်ပေါ့နော်ကျွန်တော် passport နဲ့တင်မယ်ဆိုရင် passport ထည့်ရမွေးနေ့တက်ကြိတ်ဖြစ်ဖို့လိုပါတယ်အပေါ်ဆုံးမှာတော့ address မှာလိုက်စာထည့်မယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာထိုင်းစာနဲ့ရေးထားတဲ့ဒါထိုင်းလိုက်စာကိုထည့်တာလည်းမခံဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီထိုင်းလိုက်စာကိုကျွန်တော် Google Translate မှာကျွန်တော် translate ပြန်လိုက်တယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်လိုပါတာပြန်လိုက်တယ်ပြီးရင်ဒါအင်္ဂလိပ်လိုထည့်လိုက်တယ်အဲဆိုရပါပါတယ်ပြီးရင်ကျွန်တော်ဖုန်းနံပါတ်ကိုထည့်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ဒီ trade food လာလို့မေးတယ်ပေါ့နော် trade food ရင် trade food တယ်ပေါ့နော်မ trade food ရင်မ trade food ပေါ့နော်ဟိုကြိုက်တော့ yes or no ကြိုက်တာဖြေလို့ရပါတယ်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာ document တွေကို upload လုပ်ပေးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ passport နဲ့တင်ရပါမယ်ဟိုဟာမှာတော့ကျွန်တော်တို့ no ကိုဖြေလိုက်မယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့အောက်ကမှာပေါ့နော် TNN ဆိုတဲ့နံပါတ်ပေါ့နော်ကျွန်တော်မရှိဘူးဆိုရင်လည်းမရှိဘူး no ကိုရွေးကြည့်လိုက်ပေါ့နော်ကျွန်တော်မှာတော့ဒါရှိတယ်ဆိုပြီးရွေးလိုက်တယ်ပြီးရင်ကျွန်တော်ဒါပိုင်းအောင်ကက်ကပါတဲ့ဒီအခွန်နံပါတ်ပေါ့နော်ကျွန်တော်အဲ့ဒီနံပါတ်73လုံးလားမသိပါဘူးအဲ့ဒီကောင်ကိုကျွန်တော်ရိုက်ထည့်လိုက်ပါတယ်ပြီးရင်ကျွန်တော်အောက်ကတစ်ဆင့်ကိုထပ်နှိုက်ပါမယ်ဒီမှာကျွန်တော်အောက်နာကဒီ start verification ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိုက်ပါမယ်ဒီမှာကျွန်တော်တို့အမှန်ချစ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် verify me ကိုကျွန်တော်နှိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ data နဲ့တင်လို့ရတယ်ပေါ့နော်ဒီ national ID လား passport လား driver license လားပေါ့လေအပေါ်မှာတော့ကျွန်တော်တို့ဒီမှာမြန်မာကိုရွေးလိုက်ပေါ့နော်မြန်မာကိုရွေးမယ်ပြီးရင်ကျွန်တော်ကတော့ passport ကိုရွေးပါတယ်ဒီလိုပေါ်လာတော့အလောင်းကိုနှိုက်ပေးလိုက်ပါအမှကျွန်တော်ကင်မရာပွင့်လာမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ passport ကိုတေချာလေးချိန်ပြီးတော့အဒီမှာတိတိကျပေါ့နော်အစိမ်းရောင်ပေါ်သွားတော့ရပါတယ်ဒီလိုနေစောင့်နေရင်တော့ကျွန်တော်ထပ်ပြီးတော့ဒါရိုက်လိုက်ပေါ့နော်တော့အမှအလေးတွေထားလိုက်ရင်တော့နေတူ auto ရိုက်ပြီးတာပေါ့နော်ဆိုတော့ပြီးရင် confirm ကိုကျွန်တော်နှိုက်ပေးလိုက်ရပါပဲပြီးတော့တဲ့ခါကျတော့ကျွန်တော်ဒီမှာမျက်နှာကိုကျွန်တော် scan ဖတ်ရမှာပေါ့နော်ကျွန်တော် account နှိုက်လိုက်မယ်ပြီးရင်ကျွန်တော်မျက်နှာကိုတူပြတ်ထားတဲ့နေရာမှာတိတိကျအောင်ထိလိုက်မယ်ပေါ့လေပြီးတဲ့ခါကျရင်ကျွန်တော်တော့နေတူ upload လုပ်ပါတယ်ဒီအောက်ဆုံးမှာကြာရင်ကျွန်တော်တို့ဒါကိုယ့်ရဲ့လိုက်စာကိုယ့်ရဲ့နာမည်တွေအကုန်ပါတဲ့ဒီတစ်ခုခုပေါ့နော်ဒီ ban statement ကအကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်း ban statement နဲ့ပဲတင်ပါတယ်တပ်ပုံရိုက်ပြီးကျွန်တော် use photo ကိုနှိုက်လိုက်မယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီ upload your document ကိုကျွန်တော်တို့နှိုက်ပေးလိုက်ပါမယ်ဒီလိုဆိုတော့ကျွန်တော်တို့ဒီမှာပြီးသွားပြီပေါ့နော်ကျွန်တော် upload တင်တော့ပြီးသွားပြီကျွန်တော်ခဏစောင့်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီ account ကဘာတစ်ပင်ဖြစ်သွားပြီပေါ့နော်နောက်ဗီဒီယိုမှာကြာရင်ကျွန်တော် iSnet နဲ့ဒီ XM ကနေပေါ့နော်ကျွန်တော်တို့ဒီ real account တွေ demo account တွေဘယ်လိုဖွင့်ရမလဲပေါ့နော်နောက်ပြီးခါကြာရင်အဲ့ဒီ account တွေကိုကျွန်တော်တို့ဒီ MD5 နဲ့ဘယ်လို join ရမလဲဆိုတာတွေကိုဒါတစ်ဆင့်ရှင်းပြရပေါ့နော်ကျွန်တော်ဒီဗီဒီယိုကတော့ဒါ verify လုပ်တဲ့ဗီဒီယိုပေါ့လေဟုတ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြအောင်ပါကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတင်ကိုလည်းကျေးဇူးတူတင်ရှိပါတယ်